အမောင်ထဲမှာအောက်ဆီဂျင်မရှိဘဲအသက်ရှင်နိုင်မှုလေအိတ်ရှူလေးကျင်းကြရတဲ့မိုင်းတွင်းအလုပ်သမားများမင်္ဂလာပါတမ်ပေပါမြန်မာပရိသတ်ကြီးမြေအောင်နဲ့ပြီးထောင်ချီရှိတဲ့နေရာမှာမတော်တဆပေါက်ကွဲမှုဖြစ်လို့ပဲဖြစ်ဖြစ်အစိမ့်ငွေတွေပြန့်နှံ့လာလို့ပဲဖြစ်ဖြစ်အောက်ဆီဂျင်ပြတ်တောက်သွားတဲ့အခါဘာလုပ်မလဲဒီလိုအခြေအနေမျိုးတွေမှာမိုင်းတွင်းလုပ်သားတွေဟာတခုရီသောမျှော်လင့်ချက်ကသူတို့ရဲ့ခါမှာအမြဲချိတ်ထားတဲ့ self rescuer လို့ခေါ်တဲ့အသက်ကယ်လေအိတ်တွေပဲဖြစ်ပါတယ်ဒါဟာတာမန်အောက်ဆီဂျင်ဘူးတွေလို့မဟုတ်ဘဲကျွန်တော်တို့ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုဓာတုဗေဒနည်းနဲ့ပြန်လည်တန့်စင်ပြီးအောက်ဆီဂျင်အဖြစ်ပြောင်းလဲပေးတဲ့ဓာတုဗေဒအဆုပ်တူတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီကိရိယာကိုသုံးမှုဆိုတာစာတွေးထက်လက်တွေကပိုခက်ခဲပါတယ်။အမောင်တူထဲမှာဖုံမုံနေကြမှာရာနှုန်းပြပိတ်ဆို့နေတဲ့နှာခေါင်းညံ့နဲ့ပါးစပ်ပိုက်ကိုမိနစ်ပိုင်းတွင်အမားရွေးမရှိတက်ဆင်နိုင်မှုမျက်စိမိတ်ပြီးတော့အကြိမ်ကြိမ်လေ့ကျင့်ကြရပါတယ်။အတော်လေးကိုမှလေ့ကျင့်သားကြပြီးကျွမ်းကျင်သွားပြီဆိုတော့မှဒီလေအိတ်တွေကိုအသုံးပြုခွင့်ရတာပါ။ဒီလေအိတ်လေးတွေကနေပြီးတော့ကျွန်တော်တို့အသက်ရှင်မှုအောက်ဆီဂျင်ပေးတဲ့မိနစ်30ကနေပြီးတော့တနားရီစာဝန်းကျင်ရှိပြီးလေအိတ်လို့ခေါ်မဲ့စာရှင်သန်ခြင်းရဲ့အပိုင်းစာလေးတွေလို့ခေါ်ကြပါတယ်